င်ချစ်ရတဲ့ဖန်လေးမေးထတာလေးကိုဖြည့်ပေးပါမယ်ရှင်ဒီဓာတ်ပုံလေးကဒါကကျမရဲ့ချစ်ပါရှင်ဒါကကျမပါရှင်မင်္ဂလာဆောင်တစ်ခုမှာမင်္ဂလာပန်းကုန်းဆိုရင်လည်းအဲ့ဓာတ်ပုံလေးလှလို့ချိတ်ထားတာဒီပုံလေးကအမသပင်းပေါက်တော့ပုံလေးပါဟဲ့ဗလိမ့်နာမဟုတ်ဘူးလေအမကလည်းတမီးလည်းဝင်ပြောပြရလေအမကိုနေ့တနေ့ဗလိမ့်နေတာနော်တမီးအဝေးကနေကြည်တာပဲအခုမှနီးခဲ့ကြတော့အမဖက်ရှိတော်မိရတော့ငါ့ကိုတခုတော့လောက်တော့မှာမမဲကတော့မှအုတ်ထုတ်ဆောင်နေဇွဲလေးနဲ့အမေအမတို့လာတယ်ဘူးမှမရှိတော့ကတော့နေတယ်မှာတမီးတော့မပါဘူးတမီးကကတော့တော့လာတယ်တော်ကြောက်ဖို့ကောင်းတာနော်နေငါပြောရမယ်တစ်ချိန်လုံးလေအလုတ်ကိုမစင်စားဘူးနေတနေ့နေငါပြောရမယ်ငါ့ကိုဗလိမ့်ဖို့ပဲစင်စားလာလို့အမအုတ်ထုတ်ကငါပြောရမယ်ဒီနေ့ကငါ့ကိုဒါလေးကိုစောင်းဖို့ဆိုပြီးတော့မှပေးလိုက်တာလေဒါလေးကိုငါနဲ့လိုက်တယ်ဆိုပြီးတော့ငါစောင်းထားတာလေအဲ့ဒါတော့လိုက်နော်ဒီဇိုင်းဖက်ရှင်မိရနေသွေးလေးရောငါ့ကိုဗလိမ့်နေတာဒီမှာချစ်ရတဲ့ဖန်နေဒီကရုံးလေတနေ့ဘာအလုံးလုံးလဲဆိုတာတွေးတာကြည့်ကြတော့တနေ့မချမ်းဟိုနာထိုင်နေရင်လဲဗလိမ့်မယ်ထနေရင်လဲဗလိမ့်မယ်မိမတတိရနေရလေးအမလေး